ရှင်ကျွန်တော်ကတော့ Mangosteen ရဲ့ Academic Manager ဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Mangosteen ရဲ့ Play and Learn Curriculum Teacher ဖြစ်ပါတယ်ဒီနေ့မှာတော့ Finland, Singapore, Japan နဲ့အခြားဥရောပနိုင်ငံကြီးတွေမှာအသုံးပြုနေတဲ့ Holistic Education အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်တော့ဖေဖေမေမေတို့ရဲ့နှစ်အရွယ်သားသားမီမီလေးတွေကိုကျောင်းပို့တယ်ဆိုတာကျောင်းနဲ့မသိသိချင်လို့လားဒါမှမဟုတ်လို့ချင်းဘဝအတွက်လိုအပ်တဲ့ life skill တွေကိုဖြည့်ဆွတ်သင်ကြားပေးချင်လို့လားlife skill တွေကိုဖြည့်ဆွတ်သင်ကြားပေးချင်လို့ဆိုလို့ရှိရင်တော့အခုကျွန်တော်တို့ပြပြပေးသွားမယ် Holistic Education အကြောင်းကိုနားထောင်ကြည့်ကြပါမယ် Holistic ဆိုတာကတော့ Holistic လို့ခေါ်တဲ့ဂရိဘာသာစကားကနေပြီးတော့ဆင်းသက်လာတာဖြစ်ပြီးတော့မှအကြောင်းအရာတစ်ခုလုံးကိုတောက်မောင်ဆုံးကနေပြီးတော့မှဆက်ဆက်စီစဉ်နားလည်နိုင်ခြင်းအသေးပေးရပါတယ်21st century ရဲ့ education နယ်ပယ်မှာအရေးကြီးတဲ့အခန်းကဏ္ဍကနေပြီးတော့ပါဝင်လာတဲ့ holistic curriculum ဆိုတာကလေးငယ်တွေကိုကျောင်းစာအပြင် real life challenge နဲ့ academic ပိုင်းတွေကိုအချို့ကျပေါင်းစပ်သင်ကြားပေးတဲ့ curriculum ဖြစ်ပါတယ်ကလေးငယ်တွေဟာစာမေးပွဲအောင်တဲ့သူတွေဖြစ်ကြီးပြင်းလာခြင်းထက်ဘဝမှာအောင်မြင်ပျော်ရွှင်ပြီးတာဝန်သိတဲ့သူတယောက်ဖြစ်ကြီးပြင်းလာဖို့အတွက် holistic curriculum ကမဖြစ်မနေလိုအပ်ပါတယ်Mangosteen ရဲ့ Free and Learn program မှာတော့ holistic curriculum ကိုအသုံးပြုထားပြီးတော့မှကလေးငယ်တွေရဲ့ whole development အတွက်လိုအပ်တဲ့ Montessori corner, educational corner, book and storytelling corner, science corner တွေအပြင်အခြားသော corner တွေကိုအသုံးပြုပြီးတော့မှလက်တွေ့ပညာရေးကိုသိစက်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်ရှင် Mangosteen ရဲ့ holistic curriculum ကိုအသေးသေးကြည့်လို့လဲဆိုရင်တော့ comment section မှာ holistic လို့ရေးခဲ့ပြီးတော့မကြခင်မှာပြုလုပ်မဲ့ parent ဝေဖန်တဲ့အတွက်ကြိုတင်စာရင်းပေးခဲ့လို့ရပါတယ်နော် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်